တူခိမယ်နော်ပြချတော့4:1ပဲ4:1ဆိုတော့ best ဖြစ်နေ4:1ထားတာပေါ့နော် okay attack ကိုနည်းနည်းလေး short ပါအရင်မများပါနဲ့ release ကိုလည်း normal လောက်ပဲထားအရင်လည်းမ slow ထားနဲ့ easy ပါနော်အဲ့လိုမျိုးပေါ့နော်ဟိုက attacking က1ဆိုလို့ရှိရင်အရင်ဟိုကသူဒီ attack ဝင်တဲ့ game ကိုပိုဖိမှာပေါ့နော်အဲ့အကြောင်းမို့လို့သူ့ကိုကျွန်တော် attacking 3လောက်ပဲထားပြီး release ကိုလည်း normal ပဲထားလိုက်တာပေါ့နော် grand bass ပြီးတော့ကျွန်တော်အခုကျွန်တော်ဒီ vocal bass ကိုကျွန်တော်ချိန်ထိမယ်ပေါ့နော် vocal bass အုပ်စုကျွန်တော်ထိမယ် vocal အုပ်စုကိုပေါ့နော်ရမလားမသိဘူးဗျာ3:1ပဲထားထားတယ်ပေါ့နော် side chain factor ဘာညာဘာမှမထည့်ထားဘူးtrend okayရှင်းမယ်နဲ့တူပါတယ်ကျွန်တော်အရင်ရှုပ်ထွေးတော့မပါပါဘူးဒီနေ့ချုပ်ဒီတလိုင်းချင်းတွေကိုဖြည့်ချင်းဒီပေးတဲ့ဖြည့်ချင်းဒီပဲလောက်သွားတာပေါ့နော်ဟိုဗီဒီယိုလည်း record လုပ်ထားတော့ဒီဗီဒီယိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ချိန်ပြတဲ့ဟာကိုအားလုံးရှင်းရှင်းလင်းလင်းမြင်ရမယ်နဲ့တူပါတယ်နော်